အားလုံးမင်္ဂလာပါယနေ့ပြပြပေးမိအကြောင်းညာကတော့စေဖက်ဝင်ကွမ်းရွက်လီရန်အံ့ဖွယ်အာနိတိများပါကွမ်းရွက်လီတရွက်မှာအငံမလွယ်၍ကြံအရသာ9မျိုးပါဝင်သည်စေဖက်ဝင်အပင်တစ်ခုအဖြစ်အသုံးဝင်ပါရယ်မျက်စိရေကျိန်မျက်မှန်ဆွဲနေသူများမျက်စိနဲ့နှာခေါင်းကြားမှာကွမ်းရွက်ကပ်ပေးခြင်းဖြင့်မျက်မှန်ကြွက်အောင်ကူညီပေးနိုင်တယ်ဆိုတာသိပါရဲ့လားနာလီနာထိုင်းသူများကွမ်းရွက်ကိုလိပ်ပြီးနားလဲထည့်ပေးခြင်းဖြင့်တက်တာစေနိုင်ပါရယ်ခေါင်းကုတ်ခေါင်းမူးသူများနှထင်းမှာကွမ်းရွက်ကပ်ပေးယုံနဲ့ချက်ချင်းတက်တာစေပါရယ်။သွားပုံးနာအပူပတ်ထွက်သူများကွမ်းရွက်ကပ်ခြင်းငုံခြင်းဖြင့်တက်တာကြောက်ကင်းစေနိုင်ပါရယ်။နှလုံးသွေးကြိုးကျင်းပိတ်ဖူးသူများရင်ဘတ်နှလုံးနေရာမှာကွမ်းရွက်ကပ်အိပ်ပေးခြင်းဖြင့်ချက်မထစ်အောင်ကာကွယ်နိုင်ပါရယ်။အဆုတ်မကောင်းသူများရင်ဘတ်ကြောက်ဘတ်ကပ်ခြင်းကျင်းတိတ်ချွေးပေါက်ကျဲခြင်းကုသခြင်းချောင်းစိုးအဖျားအတွက်ကွမ်းရွက်ထဲလက်ဆိုင်ထဲဝါခြင်းနိုးတောင်မိခင်များနိုးကြိတ်ရောင်ခြင်းကုသခြင်းခလီးမြင့်များနှစေးချောင်းဆိုးအသက်ရှူကျက်ခြင်းတက်တာစေပါရယ်ဒီလိုမျိုးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ကွမ်းရက်လီကိုဆေးရထုပြန်လဲအသုံးချကြည့်ပါရှင်ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နော်